hotel check-in ဝင်ပြီးတာနဲ့ရေမိုးချိုးပြီးတာနဲ့မြို့တယ်ခဏသွားဖို့ကျွန်တော်တဲတဲ့ဟိုတယ်ကBaltic Hotel ဆိုတာအဲကနေပြီးတော့မြို့တယ်ခဏတင်တာလေးစာရင်နိုင် market ကိုသွားဖို့ Grab ခေါ်ရတယ်ဒီမှာလည်း Grab သုံးတယ်ပေါ့နော်ဆိုတော့နည်းနည်းတော့ strange ဖြစ်နေတယ်သူတို့ရဲ့ငွေကြေးနဲ့တွက်ထားဆိုတော့လေကိုအဲ့ဒီမိနစ်30လောက်ကားစီးရမယ်$8,000တောင်ကျမယ်ပေါ့နော်ဆိုတော့မြန်မာငွေနဲ့ဆိုရင်ဒေါ်လာဆို$3တော့ပေါ့ရောက်ပြီလားမဒါတော့တက်စီပေါ်ရောက်ပါပြီကျွန်တော်တို့တဲတဲ့ဟိုတယ်ကနေပြီးတော့ကြိုရောက်နေတဲ့ကျွန်တော်တို့ရဲ့အသီးတငယ်ချင်းစီသွားတာပေါ့နော်မြို့ထဲမှာသူကခုတော့သူနဲ့တွေ့ပြီးတော့ကျွန်တော်တို့မြို့ထဲပတ်တယ်ဖြစ်ကြကျွန်တော်တို့မှာဒီမြန်မာဒီ USD တွေအင်ချင်မလို့ရသေးတော့အမှဒီငွေလဲတဲ့ကောင်တာတွေလိုက်ရှာသေးတယ်ပိတ်သွားပြီဆိုတော့ကျွန်တော်တို့အညမှာတော့အသီးမိတ်ဆွေရဲ့ဒီ treat တဲ့တင်တာပဲစားပြီးတော့မြို့ဒီမြို့ထဲမှာပတ်ကြည့်ခဲ့တယ်ပေါ့နော်ရောက်တဲ့ညကတော့ပင်ပန်းတာတော့နည်းနည်းပျောက်သွားတယ်ရောက်တဲ့နေ့ဒီဟိုလုံးတိုင်းတွေနဲ့ဒီတီလုံးတွေနဲ့စူးညံနေတာပေါ့နော်ဒီလက်တခြားတော့Via Street ကိုရှောက်ကြည့်ပြီးတော့ဒီဆိုင်လေးမှာပဲကျွန်တော်တို့ညစာစားခဲ့ရပေါ့နော်ဒီလူတွေကတော့အပြည့်ပဲဟနွိုင်းရဲ့ signature beer လို့ပြောတဲ့ဆိုင်ကုန် beer ကိုတောက်ပြီးတော့ဟိုကြည့်ပြီးတော့ပဲ hotel ပြန်ခဲ့တယ်ဒီညကတော့ဒီလောက်ပါပဲ see you next video